အလားလာကောင်းခဲတဲ့ဂျိုဟာအခုတော့ဆောက်ရေးလုပ်ငန်းခွင်မှာပြပြမတ်နဲ့တန်းတော့လက်ဆောင်ဘဝရောက်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူရင်ကလေးကစေကူရင်ဆွဲတန်းခဲ့ရတဲ့ရှယ်ရီဆိုတဲ့မိန်းကလေးဟာသူ့ကိုရှာရေးလုပ်ငန်းခွင်နဲ့ဝေရုတ်တရရောက်လာခဲ့ပါတယ်။ဂျိုဒီဟာအကြီးကျယ်ထဲထသွားပါတယ်။သူရဲ့အခုလိုနေကြနေတဲ့ဘဝအခြေအနေကိုရှယ်ရီကိုအမြင်မခံနိုင်တာကြောင့်ဂျိုဟာနဲ့မချီပဲထွက်ပြေးပါတော့တယ်။ရှယ်ရီကနောက်ကနေအော်ဟစ်ခေါ်ပြီးလိုက်ရှာပေးမဲ့ဂျိုကတော့အချိန်မလျှော့ပဲပြေးနေတော့မှဒါပေမဲ့ရှယ်ရီကမောဟိုက်ပြီးလေးကျသွားတဲ့အချိန်မှာတော့ဂျိုရဲ့ရှိတဲ့နေရက်တန်းသွားခဲ့ရပါတယ်။ဂျိုကရှယ်ရီစီကိုသွားဖို့ပြင်လိုက်ပေမဲ့ဘေးကပြတ်တာသူတွေကဂျိုကိုလူဆိုးလို့အထင်မှားပြီးဝဲဖမ်းကြပါတယ်။အဲဒီအချိန်မှာရှယ်ရီကသူမရဲ့မောပန်းတဲ့မှုကိုအန်တူပြီးသူကလူစုံမဟုတ်ပါဘူး။ကျမရဲ့တငယ်ချင်းမှာလို့ရှင်းပြပေးခဲ့ပါတယ်။အားလုံးကလူဝသားမှန်တိုင်းတဲ့အချိန်မှာတော့ဖျားနာနေတဲ့ရှယ်ရီဟာမောပန်းလို့တတိလက်သွားပါတော့တယ်။ဂျိုကရှယ်ရီကိုစေးအောင်စီပြေးလောက်ခေါ်သွားခဲ့ပါတယ်။ရှယ်ရီတတိရလာတဲ့အချိန်မှာဂျိုကမမီရတော့တာကြောင့်သူနောက်တစ်ချိန်ထပ်ပြေးသွားပြီးတော့ထင်ပြီးဝမ်းနဲ့သွားပါတယ်။ဒါပေမဲ့တကယ်တော့ဂျိုကပြင်မှာဆရာဝန်နဲ့ရှယ်ရီရဲ့ကျမရဲ့အချိန်တွေကိုငွေမြတ်နေဖြစ်တာပါ။တကားပေါက်ကိုရောက်လာတဲ့ရှယ်ရီကဂျိုကိုမြင်လိုက်ရတဲ့အခါသူထပ်ပြီးတော့ကြွသားမှကိုကြောင်းရတဲ့ကြားနဲ့ဂျိုရဲ့ကြောပြင်ကိုတင်းကြပ်ဖတ်ထားမိပါတယ်။ရှယ်ရီရဲ့ကြောက်ရွံ့နေတဲ့မူရောက်ကိုမြင်လိုက်ရတဲ့အခါဂျိုရဲ့နှလုံးသားကရေးပြောသားပြီးငါဘယ်တော့မှခုတ်ထမသွားတော့ဘူးလို့ကလေးပေးလိုက်ပါတယ်။ဂျိုကရှယ်ရီကိုသူနေတာရာခန်းလေးစီခေါ်လာခဲ့ပါတယ်။ရှယ်ရီကိုစိတ်ထိုက်ဖို့ခင်တွေတဲတဲ့အခါမှာရေကုန်နေတာကိုသိလိုက်ရလို့ဂျိုကရေတောက်ဝယ်ပုံပြမှာဂျိုတကားဖွင့်လိုက်တာနဲ့ရှယ်ရီကတယောက်တည်းကျင်းရင်မှာကိုဆိုရင်ပြီးပြန်လဲနေပြန်ပါတယ်။ဂျိုကသူမကိုစိတ်ချစေဖို့အတွက်ရေဝပြေးလောက်တော့ပဲပြီးခဲ့ရပါတယ်။ရှယ်ရီကအမရှိမှရက်ချင်ရင်ဂျိုရဲ့ရှိမှအခုလိုလွမ်းနေတဲ့ရုပ်ရည်နဲ့မပေါ်ချင်တာကြောင့်ရေချိုးခွင့်တောင်းပါတယ်။ဂျိုကသူမကျမရေကိုစိတ်ဘူးလို့ထားပေမဲ့ရှယ်ရီရဲ့မျောလင်းချပြင်းနဲ့ပြုံးဝင်နေကိုမလုံးစားနိုင်ကန်တူလိုက်ရပါတယ်။ဂျိုကရေချိုးကန်ကိုတိကျတိုက်ချိုးတန်ရှင်းရင်တော့ပြီးနေတော့မှာပဲရှယ်ရီကသူထပ်ပြေးမှာကိုစိုးရိမ်နေတော့မှာပဲ။နောက်ဆုံးတော့ရှယ်ရီကရေချိုးကန်တကားကိုပိတ်ခါနေမှဂျိုကိုတကားမှာပဲဆောင်နေပေးဖို့တောင်းဆိုပါတယ်။ဒါတောင်စိတ်မချနိုင်နေပဲရေချိုးနေရင်ဂျိုရဲ့နာမည်ကိုခဏခဏလမ်းခေါ်နေပါတယ်။ဂျိုစီကပြတ်ထူးတဲ့ကြားရမှာဒါသူမစိတ်အေးသွားရပါတယ်။ရေချိုးနေရင်ရှယ်ရီစဉ်းစားမိတာကတော့ဒီချိန်ကအစင်တမ်းမိနေခဲ့ရတဲ့သူမရှိရတဲ့သူကအခုတော့ဘလို့စင်ရဲ့နံပါတ်ဘဝမှာရှင်းတဲ့နေရပါလားဆိုတာပါပဲ။အဲ့ဒီအတွင်းနဲ့ရှယ်ရီရဲ့ညဝန်ကမဲ့ရေတွေကတားဆီးမိရတပံပြန်လဲစီကြတာပါတော့ရှယ်ရီရဲ့မြေတွေကိုဂျိုဘလို့နဲ့သိပ်ပေးမလားဆိုတာကိုဆက်ပြီးသိချင်မှတလား